နေ့မှာတော့အိမ်ထဲမှာအောက်တွင်းထဲမှာဘလို့အနေထားဘလို့လုံးလုံးရလဲဆိုတော့ပတ်ပြီးမှဖြစ်ပါတယ်ဒါဆိုရင်တော့ဒါကျွန်တော်တို့အပေါ်ကနေဆင်းလာတဲ့လမ်းကြောင်းမှာဒါဆိုရင်တော့အပေါ်ကနေဒါစကားပြောစက်တွေနဲ့ဆက်သွယ်ထားတဲ့မီချိုးတွေပါဒါတော့ဒါကျွန်တော်တို့ကောင်းမုံနေပြုံးနေရွှေချိတ်တဲ့နေရာပါအနေရာတွေမှာထိုင်ပြီးစကားပြောရတာပဲဖြစ်ပါတယ်ဒီနေရာမှာအကျိုးလေးတွေရွှေကြောလေးတွေရှိနေတာကိုလည်းနည်းနည်းပါးရိုက်ပြပေးထားတာပါဒါဆိုရင်တော့ဒါရှောလန်းဟိုသွားတဲ့လမ်းမှာရွှေကြောရှိတဲ့နေရာကိုသွားတဲ့နေရာပါအဲ့ဒီမှာတစ်စင်ပြည့်ချင်းသွားရတာပါအဲ့လိုပိုက်တွေနဲ့ကျွန်တော်တို့ဟိုအသက်ရှူမကြအောင်လေမကြအောင်ပေးရတာပဲဖြစ်ပါတယ်ဒါကတော့အပေါ်ဆွဲတင်နေတာပါအဲ့လိုပုံကြီးတွေနဲ့ဒါကျွန်တော်တို့အိတ်တွေကိုပုံဆွဲတင်ရတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒါအပေါ်ဆွဲတင်နေတာပဲဖြစ်ပါတယ်အပေါ်ဆွဲတင်မှာအပေါ်ရောက်ပြီးဆိုမှအပေါ်တော့တွန်းရတာပဲဖြစ်ပါတယ်ဒါကတော့ခုနကဆွဲတင်လိုက်တဲ့ရှိုးလမ်းမှာဟိုအောက်ကနေမှဒီပေါ်ကိုဆွဲချရတာပဲဖြစ်ပါတယ်အဲဆိုရင်ဒါလူထည့်ပေးနေတာပါအဲအနေမှာတစ်ချင်းရှောလန်းနေမှာအပေါ်ဆွဲချရတာပါအဲ့လိုကျိုးတွေနဲ့အဲ့လိုပုံနဲ့ထည့်ပြီးတော့မှကျွန်တော်တို့ရွှေတွေကိုတည်ရတာပဲဖြစ်ပါတယ်ဒါကျွန်တော်တို့ဘက်မှာဆိုရင်ရွှေခဲဖြုံခဲလို့ခေါ်ပါတယ်အဲ့လိုမျိုးကျိုးတွေနဲ့ဝိတ်တွေနဲ့ဆွဲချရတာပဲဖြစ်ပါတယ်ဒါတော့အပေါ်ကထည့်ထားတဲ့အသားတွေပါဘွားနေမှာလူပုံမကြအောင်အသားတွေနဲ့ကာထားတာပဲဖြစ်ပါတယ်အဲ့လိုအသားတွေနဲ့ကာထားတာပါအဲ့ဒါဆိုရင်လေပိုက်တွေပါလေပိုက်တွေကတော့လူတွေကိုသက်ရှူမကြအောင်ထားပေးထားတာပဲဖြစ်ပါတယ်အပေါ်ကနေမှာစက်တွေပါတယ်မောင်းပေးတာပါအောက်မှာလူတစ်ယောက်ကရွှေအိတ်တွေကိုထည့်ပေးနေတာပါပြောအိတ်တွေကိုအဲ့ဒီမှာတစ်ချိန်ကြာကျွန်တော်တို့ဒါပေါ်တက်တဲ့လမ်းကြောင်းမှာပေါ်တက်တဲ့လမ်းကြောင်းကနေမှာပုံနေနဲ့ပြောအိတ်တွေကိုတည်ယူပေးရတာပဲဖြစ်ပါတယ်အဲ့ဆိုရင်တော့ရှောလန်းကြောင်းပဲဖြစ်ပါတယ်ဒီရှောလန်းကြောင်းကနေသမတ်တစ်စင်းလူတွေလည်းဆင်းလာရတာပါအဲ့လိုပိုးကြီးတွေနဲ့တစ်စင်းအောက်ထဲကိုမရရအောင်ဆင်းရတာပဲဖြစ်ပါတယ်ဘွားနေမှာလူတစ်ယောက်ကနေမှာပုံလေးကိုချပေးပါတယ်အားနေမှာတစ်စင်းနားလေးကနေမှာကျွန်တော်ကအောက်ထဲကိုပုံမချကြအောင်ကန်ချပေးရတာပါဟဲ့လို့ပုံချလာပြီဆိုရင်အောက်ကနေမှတစ်စင်းလူကထည့်ပေးတာပါအောက်ကလူကရပြီဆိုရင်စကားပြောစက်တွေကနေမှတစ်စင်းပေါ်ကိုချိတ်လို့ရပြီဆိုပြီးတော့ချိတ်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့အင်ဘောဆွဲတင်နေတာပါအင်ဘောကအပေါ်ကသူတွေကချိတ်ပြီးဆိုတာနဲ့ချိတ်ပြပါစကားပြောစက်တွေကမှတစ်စင်းဒီလိုမျိုးဆက်သွယ်ကြတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကောင်းမွန်ခဲတွေပါနားလေးမှာရွှေတွေစင်နေပန်းနေနဲ့ကတ်နေတာပါဒီအကျော်ကတော့နေပါတယ်ရွှေပန်းလုံးနေပါတယ်ဒါဆိုရင်တော့ဒါပုံတင်နေတာပါပုံတင်နေတာဟိုမှာဒါကျွန်တော်ကဟိုးအောက်တယ်ကြောက်ရှောလန်းအောက်ဒီချတော့ကျွန်တော်ကကန်ချပေးရတာပဲဖြစ်ပါတယ်အဲ့ဒါမှအပေါ်ကလူကလည်းပြပြချင်းရှော့ပြီးတော့အောက်ကပြောရည်တွေထည့်တဲ့နေရာကိုရောက်မှာပါအဲ့လိုမျိုးရှောလန်းဒီကိုကန်ချပေးရတာပါကျွန်တော်တိုင်းတဲ့နေရာမှာဆိုရင်စကားပြောဆက်ရှိပါတယ်အဲ့ဒီစကားပြောဆက်နဲ့အပေါ်ကိုဆက်သွယ်ပြီးပြောဆိုရတာပါအပေါ်ဘလို့ဆက်သွယ်ပြီးပြောလဲဆိုရင်အပေါ်ကနေမှတစ်စင်းစကားပြောဆက်ကိုဝါယာကျိုးနဲ့ချီပြီးတော့အောက်ထိဆက်သွယ်ရတာပါဒါဆိုရင်တော့ဒါသူ့အောက်စီကိုမရောက်လို့ပြန်ပြီးတော့ဆွဲတင်ဆွဲချိတ်လုပ်နေရတာပါသူ့စီကိုမရောက်ဘူးဆိုရင်အပေါ်ဆွဲတင်ခိုင်းရပါတယ်တကယ်လို့သူ့စီရောက်မရောက်ဘူးဆိုရင်အောက်ကိုနည်းနည်းရှော့ချပေးရတာပါဒါဆိုရင်တော့ဒါသူစီကိုရောက်ခါနီးပြန်လျှော့ပေးရတာပါဒီလိုရှော့လန်းနေအောက်ထဲဆင်းရတာပါသူကရပြီဆိုရင်အပေါ်ရပြီအဲ့လိုမျိုးစကားပြောစက်တွေနဲ့
ပြောဆိုရတာပဲဖြစ်ပါတယ်ရှော့လန်းကြီးပါအပွားနေပုံချလာတဲ့ရှော့လန်းကြောင်းပဲဖြစ်ပါတယ်အဲ့ဒီမှာတစ်စင်းရွှေတွေကိုထုတ်ယူရတာပါ